ငါသမီးကျောင်းပြန်လာပြီလားဒီနေ့ကျောင်းမအောင်စာလိုက်နိုင်လားခြေနေဘယ်လိုရှိလဲတငယ်ချင်းနေနဲ့ရောတဲ့လားရှင်းသုံးရမှာထိုင်တာနော်သမီးနော်ထမင်းရောက်ကုန်လာငါသမီးဒီနေ့ဟာစနဝင်းထမင်းကိုလက်ဖျားနေတော့တို့မလားဘလို့ဖြစ်တာလဲလားဟမ် မရပါလေထက်ပေးတာငါဟင်းရလဲယူငါဟင်းမဟုတ်ငဒန်ငါဟင်းပြီးတော့အမေကစီတက်ပြီးတော့အညီနှမ်းပြအောင်လဲချက်တာမဟုတ်ဘူးပြီးတော့တမီးအဲ့ငါရညီရောမစားနိုင်တော့အဲ့မှာတမီးဟိုပါလေမစားတော့ဘူး နင်ကငါးရင်ထက်ပြနင်ကျဲစုတင်သူများတယ်ဆိုလို့ရှိရင်လေအသားဟင်းတစ်နက်ပါဖို့တော့မနဲ့ရုံးကန်နေရတဲ့ချိန်မှာနင်ကငါသားဟင်းထက်ပြလိုက်တာလေနေရလေထမင်းမစားချင်တဲ့ပလိပလားမပြောချင်ဘူးငါ ပြီးတော့တမီးကအပိုင်တမီးမစားတော့အဲ့မှာဘိုက်ကစားတော့အဲ့မှာတမီးကမုတ်သေးတန်းမှာဝယ်စားဟုတ်တယ်မဟုတ်ဘူးလေအမေကမပေးလိုက်တော့တမီးကအမှမစားရတမီးကဘိုက်တွေပါအောင်လားအဲ့မှာ နင်ကငါမဒီမှာဟယ်လိုကစ်တီတို့အဖွဲ့တွေကရုပ်ကလေးနဲ့ဝယ်ပေးတာလေလွယ်ရေးအသက်ယူထားမှတော့နင်မဟုတ်ဘူးတော့မယူနဲ့တော့ပေါ့စန္နာဝင်းရဲ့နင်ကလေကြောင်းပြတ်ချက်ကိုအမျိုးမျိုးထမင်းကျွေးရတာတော့လက်ပေါက်ကတာဟေးသွားယူသွားနောက်ကိုသွားတော့ရေမိုးချိုအိမ်ချသွားမလေသူကမြဟိုငါးရေးစားတာကိုကြီးကြအောင်လာပြီးတော့များနေသေးတယ်မအေးရတော့ဟိုမိုးလင်းကလေးကဈေးထဲတော့အသားငါးလေးဝယ်ချက်ပြုတ်ဖို့တော့ကိုသေးကြောပြီးပြင်မခံလာရအမလေးစန္ဒဝင်းတယောက်နဲ့တော့လေထမင်းကိုဘလို့ကျွေးလို့ကျွေးရမှန်းအိုးမသိဘူးတော်သေးတာပေါ့ဈေးကြော်ရင်ဟင်းအနှစ်ထုတ်လေးတွေဝယ်ထားပေးမိလို့ဒါလေးကခရမ်းညင်တင်ငပိကြက်လေးနဲ့အရင်ကျွေးကြီးရမှာပဲမတက်နိုင်ဘူးကဲငါသမီးရေဒီမင်းစားမယ် မရဘူးဘယ်လိုလဲသူစားနေမဟုတ်ဘူးနော် ဟောသမီးငါသမီးပဲအသားရင်းနဲ့မစားချင်ဘူးဆိုအမေငါဟင်းလည်းမကျွေးတော့ဘူးငါသမီးသမင်းစားမဝင်ဘူးလို့ပြောလို့သမင်းစားကောင်းလို့ဒီမှာအမေကလေလေးကြော်ကနေပြီးတော့ခင်အန်းကျင်တင်ကပိချက်လေးနဲ့နေပေးထားတာငါသမီးအမလေးစားကြည့်စမ်းပါအရင်ရဟာအရင်စားကြည့်ပြီးတော့မှပြောမစောနဲ့ဝါဒီချာလေးဝါစားသမီးကဟာအေးဟုတ်ကျွန်တော်ငါသမီးအနောက်ဆုံးတက်လို့မင်းထဲမလားဝါပြီလားမဝါသေးဘူးထမင်းထဲအောင်မလားအေးမိသားထက်ခဲ့ပြီနော်မလေးငါသမီးရပြီလားဟာစားမယ် ခုနရောက်လည်းမဟုတ်ဘူးစိမ့်အောင်ဒါကြီးနော် ဟောငါသမီးရဲ့အရင်စားကြည့်ပြီးမှပြောဒါလေးကလေအရသာလေးနောက်တစ်မျိုးပြောင်းအောင်လို့အမေလေးဒီမှာပစုံကြောက်လက်ဖက်ကလေးနဲ့လဲပေးထားတာစားကြည့်စမ်းပါစန္ဒဝင်းရဲ့စားကြည့်ပြီးကြိုက်သွားလိမ့်မယ်ကဲကောင်းတယ်မလားမလေးမအေးပါနင့်အမေပါနင့်ကိုမွေးထားတာနင့်ကြိုက်တော့ငါသိတာပေါ့စားဝါတခြားလေးဝါညံ့ဝါနော်ကျသမီးလေးရောစားစားနေတော့ ဟာသမီးရဒါလေးပဲကြံတော့တဲ့ဟာကိုစားလိုက်ပါငါသမီးရလိမ့်ပါတယ်ရောမမေကိုချင်းတလုံးစားသမီးမမချစ်ဘူးဘာကြလဲစန္ဒဝင်းနေမိမမချစ်ဘူးလားဟမ်ချစ်လားမချစ်ဘူးလားဗျာအေးရမမေကိုချင်းတလုံးစားသမီးလေးဝါတခြားလေးကဲမမေပြီးတော့ဖေကိုချင်းတလုံးစား စားနိုင်တော့ နေမချစ်ဘူးလားအခုချင်းဖုန်းကြလားဗျာဖုန်းပြပါလားဟုတ်လားမလွယ်အတူဝယ်ပြီးတာအနည်းပို့ပြီးတော့ပတ်စံဝယ်ပြီးတာနော်အေးချင်းဖေကိုချင်းတလုံးစားသမီးရဲ့တော့အနီလေးဝဲကိုချင်းတလုံးစား မရဒီကမစားနိုင်တော့ အမလေးနေရတူမနေမချစ်ဘူးနေရတာမုံတွေဝယ်ပြီးတော့ပို့ပေးနေတာနေရတာမုံဖိုးတွေပေးနေတာအမလေးနေတူမမချစ်ဘူးငါလမ်းပြောရအောင်ပဲဖုန်းကမရောက်သွားတယ်လည်းမသိပါဘူးအေးချစ်တယ်မလားချင်းစားရောငါသမီးလေးရောတလုံးစားဟဲ့စနဝင်းဟဲ့သမီးဘာဖြစ်တယ်လဲဟဲ့စဘိုးနေနေရပဲဟဲ့စနဝင်းဒုက္ခပါပဲအမေကပြောထားဘူးတဲ့စဘိုးနေလို့ရှိရင်နဲ့စလုံးနဲ့ရောင်းမနဲ့ခုနှစ်ချက်ခက်တဲ့ငါသမီးခဏဆောင်နော်သမီးကဘာဖြစ်နေနော်အမေသွားယူလိုက်အောင်စလုံးနဲ့ရောင်းမနဲ့အင်္ဂါသမီးရဲ့အိုင်ရဲ့ပြောဆိုင်စလုံးရပါအင်္ဂါသမီးရဲ့အိုင်ရဲ့ဆိုင်ဒီကြတဲ့ရပါအင်္ဂါသမီးရဲ့ဘာရဲ့ဆိုင်ဒီကြတဲ့ရပါအများဆုံးတက်တာပါစေအများဆုံးတက်တာပါစဘိုးနိုင်တက်တာရက်ဒီပကံလေးရက် Oh my god. လေတော့လေးတော့မသမီးရဲ့ငါသမီးတက်တာပါလို့အမေကမှစိတ်ချမ်းသာသွားတော့တယ်ကဲဒါဆိုလို့ရှိရင်မလက်ပြမနဲ့ငါသမီးတောင်းသွားလို့ရှိရင်အမေကလေဒီလေးကြော်ရဲ့ကျွန်တော်ပဲပြပြလေးရဲ့ပြီးလို့ရှိရင်လေးကြော်ရဲ့ချင်းမဖေးထုတ်ရဲ့ဒီနေ့ဒီလိုက်မယ်ဟုတ်ပြီလား အခြားအရန်ဟင်းလျာတွေမလို့ပဲအသင်ဖောက်ပြီးထမင်းနေ၍စားသုံးနိုင်ပါသည်အရသာရှိသောထမင်းဝိုင်းအတွက်လေးကြော်ဖောက်ပြီးစားလိုက်ရုံပဲတော့လေးကြော်